ဘာဝတရားကြီးကထူးတော့ထူးဆန်းတယ်ဗျတခါတလေမှာကျွန်တော်တို့ဒီလိုက်မမီရဲ့အရာတွေမှအများကြီးပဲဒီလိုလိုက်မမီရာတွေကမှတခုအကြောင်းကိုကျွန်တော်ဒီနေ့ပြောရအောင်လေဒီဗီဒီယိုရဲ့ဒီတမ်နေမှာတွေ့တဲ့အတိုင်းပဲကျွန်တော်အခုပြောပြမှာမို့မျိုးစိတ်တခုအကြောင်းပါဒီမို့အခုခေတ်မှာတော်တော်များများလေးသိကြပါတယ်အများစုကတော့သူ့ကို Magic Mushroom လက်မို့မှောင်မို့ဆိုပြီးတော့မှခေါ်ကြတယ်သူ့ရဲ့ဒီသိပ္ပံနာမည်ကတော့ Psilocybin Mushroom လို့ခေါ်ရတယ်Shroom Goran Halo Goran Teacher Goran Cup Cube မက်ရှီဆိုပြီးတော့မှလည်းအမျိုးမျိုးခေါ်ကြတယ်။နောက်ပြီးတော့ဒီပုံစံကတခြားမိုတွေနဲ့ခက်ဆင်စင်ပဲ။ဒါပေမဲ့မတူတာကကြတော့သူ့ကိုဟင်းချက်စားလို့မရပါဘူး။ဒီမက်ရှရုံးမှာထူးခြားတဲ့ဒီအာနိသင်တွေနောက်ပြီးတော့ဒီ side effect တွေလည်းရှိပါတယ်။ဒီဗီဒီယိုမှာတော့ဒီမက်ရှရုံးဆိုတာဘာလဲ။ဘယ်နေရာမှာအသုံးဝင်လဲနောက်ပြီးတော့သူ့ကိုသုံးမိရင်ဘာဖြစ်တတ်လဲ။အခုလက်ရှိဘယ်သူတွေသုံးနေလဲဆိုတာတွေကိုကျွန်တော်သိထားသမျှပြည့်ပြည့်စုံစုံပြောပြပေးသွားမှာဖြစ်လို့ဒီဗီဒီယိုအဆုံးထိကြည့်ရင်းနဲ့မှကျွန်တော်တို့ရဲ့ဒီ The Talkie Channel ကိုလည်း like and subscribe လုပ်ထားပေးကြပါဦး။ပုံမှန်အဖြစ်ဒီမိုတွေကိုနှစ်မျိုးခွဲကြပါတယ်။စားလို့ဖြစ်တဲ့မိုနဲ့စားလို့မဖြစ်တဲ့မိုဆိုပြီးတော့မှာပါ။မိုဖဲကြည့်လို့အစိမ်းရောင်အပြာရောင်ဖြစ်နေရင်စားလို့မရဘူး။အစိမ်းရှိရလို့အများအပြားသိကြတယ်။ဒါပေမဲ့ဒီ Magic Mushroom ရဲ့ဒီအတွင်းသားကအပြာရောင်ရှိတယ်။ဒီအပြာရောင်ကြောင့်မလို့ပဲရိုးရိုးမိုတွေလိုမျိုးချက်စားလို့မရဘူး။ဆိုတော့ဒီ Magic Mushroom ဆိုတာစားဖို့မသင့်တဲ့မိုရိုင်းတစ်မျိုးပါ။ဒီမျိုးစိတ်ပေါင်း180ကျော်ရှိပြီးတော့မှဒီကဘာအနှံ့နေရာတော်တော်များများမှာပေါက်ပါတယ်။ Psilocybin Cubansin မျိုးစိတ်ကတော့ဒီအတွေ့အကြုံများတယ်။နောက်ပြီးတော့ဒီအဆေးဖြစ်လဲသုံးကြတယ်။အစွမ်းထက်ဆုံးမျိုးစိတ်ကတော့ Psilocybin Azarensis မျိုးစိတ်ပါ။ Magic Mushroom ရဲ့ပုံစံကတော့ရိုးရိုးမိုတွေနဲ့မကွာပါဘူး။အရွယ်အစားကလည်းပုံမှန်မိုတွေလိုပဲ။တခြားမိုတွေလိုဆူဆွတ်တဲ့ဒီယာတီဥတွေတွေကိုကြိုက်တယ်။ဒါကြောင့်မလို့လဲပူနွေးဆူဆွတ်တဲ့အပူပိုင်းနဲ့နောက်ပြီးတော့ဒီတမာပိုင်းကဘာဒေတာအများစုမှာပေါက်တယ်။အပူပိုင်းဒေတာမှာမိုးရသည်ဆိုတွေ့ရတဲ့ပြီးတော့မှတမာပိုင်းဒေတာမှာတော့ຫນွေကုံနဲ့ဒီစောင်းဥပေါက်တွေမှာတွေ့ရတဲ့အဲ့ဒီဒေတာတွေမှာဒီတရိတ်ဆန်တွေနဲ့ဇရက်မြေတွေပေါ်မှာပေါက်ပါတယ်ဒီတရိတ်ဆန်တွေရဲ့မစင်တွေနောက်ပြီးတော့ဒီတစ်တုံးအဆွေးတွေတစ်တော်တွေနဲ့ဒီမြက်ခင်းလိုနေရာတွေမှာပေါက်ပါတယ်မြောက်အမေရိကတိုက်မှာတော့မက္ကဆီကိုမှာအများဆုံးတွေ့ရတဲ့အာရှတိုက်မှာတော့ဒီအိန္ဒိယတို့ထိုင်းလန်တို့ကမ္ဘောဒီးယားနဲ့ဖိလစ်ပိုင်နိုင်ငံတွေမှာတွေ့ရတဲ့ Magic Mushroom ဆိုတာရေမြေကျရင်တဘာဝအတိုင်းပေါက်တတ်တဲ့မိုရိုင်းတစ်မျိုးပါပဲဆိုတော့ဒီတဘာဝမိုရိုင်းတွေကိုဘယ်သူတွေကစားသုံးခဲ့ရလဲဘယ်နေရာတွေမှာအသုံးပြုခဲ့ကြရလဲဒီ Magic Mushroom ရဲ့အစွမ်းကိုဒီ Aztec နဲ့ Maya လူမျိုးတွေကအစောဆုံးသတိထားမိခဲ့ရပါသူတို့ကဒီအရင်က Mesoamerica အခုဆိုရင်ဒီ Mexico နဲ့ Central America ရဲ့ဒေသခံတိုင်းသားတွေပေါ့သူတို့ရဲ့ဒီဘာသာရေးနဲ့ဝိညာဉ်ပိုင်းဆိုင်ရာပွဲတွေမှာဆိုရင်ဒီ BC 3000လောက်ကလေးဟိုက Magic Mushroom ကိုသုံးခဲ့ကြပါ Aztec လူမျိုးတွေဆိုရင်ဒီမို့ဖျားများရဲ့အသားFlash of God ဆိုပြီးတော့မှခေါ်ကြပါတယ်သူတို့ကဒီ Magic Mushroom ကိုနဖျားရည်နဲ့ဆက်သွယ်ဖို့ဒီရိုးရပွဲတွေမှာသုံးကြတယ်ဒီထောက်ထားမိုနဲ့တူတဲ့ဒီပုံစံတွေကိုဒီမာယာလူမျိုးတွေရဲ့ရုပ်ထုမှာတွေ့ရလို့သိနိုင်တယ်ဒါကြောင့်မလို့တခါတလေမှာကျွန်တော်တို့မှတွေးမိပါသေးတယ်ဒီလူသားတွေအခုလိုမျိုးတိုးတက်လာတာရှေးခေတ်ကလူတွေရောက်များလားပေါ့သူတို့ကဒီမမျော်လင့်မဲနဲ့ဒီမိုကိုစားပြီးတော့မှညံလင်းပွင့်သွားတာများလားဆိုပြီးတော့မှာပါ19ရာစုမှာတော့ဒီမိုချောင်းကိုခက်စိတ်စိတ်တွေးလာရတယ်ကျွန်တော်ဒီ global attention ရသွားတာတော့ဒီ1950ခုမှာ Watson ရဲ့ Life Magazine ဆောင်းပါးကြောင့်လို့ပါဒီ magazine ကြောင့်မလို့ Magic Mushroom ရဲ့ဒီစိတ်နဲ့ဆိုင်တဲ့အာနိသင်တွေကိုလူတွေကပို့ပြီးတော့မှစိတ်ဝင်စားလာကြတယ်အခုနောက်ပိုင်းမှာတော့ဒီဘာသာရေးတို့ဝိညာဉ်ပိုင်းနဲ့ဒီစိတ်ပညာတွေမှာဒီ Magic Mushroom ကိုသုံးလာကြတယ်သုံးပုံသုံးနည်းကတော့အမျိုးမျိုးပဲတချို့ကကြတော့အစိမ်းစားတယ်တချို့ကဒီအချောက်ခံပြီးတော့မှစားတယ်တချို့ကကြတော့ဒီအကျန်းကြောက်လိုရေနွေးတွေကိုထည့်ပြီးတော့မှတောက်တယ်တချို့ကဒီမို့ကိုအချောက်ခံပြီးတော့မှအမုံဖြစ်အောင်ကြိတ်တယ်အဲ့ဒီကြိတ်လို့ရတဲ့ဒီအမုံကိုဒီစားစရာတွေဒီဖြော်ရည်နဲ့ရောပြီးတော့မှသုံးရတယ်အကျန်းကြောက်လိုဒီရေနွေးတွေထည့်ပြီးတော့မှတောက်ရင်အစာရင်မကြီးမသာဖြစ်တာကိုလည်းတတရီလို့ပြောကြပါတယ်တချို့ကတော့ဒီ cluster headache ဆိုတဲ့မူမှန်ခေါင်းကိုက်တာကိုတတ်တာကိုသုံးတယ်တချို့ကန်ဆာယောဂတဲ့တွေနောက်ပြီးတော့ဒီနာတာရှည်ယောဂတဲ့တွေကတော့နာကျင်မှုတွေကိုတတ်တာကိုသုံးကြတယ်နောက်ပြီးတော့ဒီ Nicotine patch နဲ့ Magic Mushroom ကိုရောသုံးတဲ့ဒီကုထုံးကဆေးလိပ်ဖြတ်တဲ့သူတွေအတွက်ထိရောက်တယ်။ပုံမှာပါတဲ့ဒီ Psilocybin တက်ကအရက်နဲ့ဒီဆေးလိပ်ဖြတ်တဲ့သူတွေကိုတက်မှတ်မှုနည်းပြီးတော့မှ set control ရအောင်ကူညီပေးနိုင်တယ်လို့ပြောကြတယ်။ဒါကြောင့်မလို့အခုနောက်ပိုင်းမှာဒီ Psilocybin ကိုဒီဆေးမုံတွေနောက်ပြီးတော့ဒီဆေးပြားနဲ့ဒီကပ်ဆူးဆေးတောင်ပုံစံတွေနဲ့ပါထုတ်လာကြပါတယ်။အသုံးများတာတော့ဒီ microdosing ဆိုတဲ့နည်းပါMagic Mushroom ကိုနည်းနည်းစီရချားဆိုင်နဲ့ microdosing ကိုလုပ်ကြတယ်။န
နည်းနည်းစီဆိုတာကျွန်တော်တို့ဒီ3နေကြတဲ့ဒီ 5% 10% လောက်ပေါ့ဒီနည်းကခုနောက်ပိုင်းမှာတော်တော်လေးကိုခေစားလိုက်လို့ပြောပါမယ် microdose လုပ်ပြီးတော့မှဒီမို့ကိုတစ်ခါလောက်စားကြည့်ုံနဲ့စိတ်ကြယောဂတွေကိုတတ်တာတယ်စိတ်ဘူးတက်တာတွေကိုလည်းယောသွားပြီးတော့မှဒီစိတ်အခြေအနေကိုပို့ပြီးတော့မှကောင်းသွားတယ်ပို့ပြီးတော့မှလည်းနေလို့ကောင်းသွားတယ်စိတ်တည်ငြိမ်စေရဲ့ဒီအကျိုးကျေးဇူးတွေကိုလည်းခံစားရတယ်လို့ပြောကြတယ် trauma ရဘူးတဲ့သူတွေလည်း trauma ပြန်မပေါ်အောင်လုပ်ပေးနိုင်တယ်ပုံမှန်အားဖြင့်တော့ဒီတစ်ပတ်ကို2ကြိမ်4ကြိမ်ရနေပြီးတော့မှလပိုင်းအထိဆွဲစားကြပါတယ်လူအများစုကတော့ဒီမိုယောဂဝေဒနာတွေတက်တာဖို့ပြီးတော့မှလေးလာသင်ယူရတာလွယ်ကူဖို့လည်းသုံးကြတယ် Harvard University မှာတော့ဒီဘာသာစကားတက်လွယ်အောင်အမြင်ပိုင်းသင်ချာတွေတက်လွယ်အောင်ဆိုပြီးတော့မှသုံးကြပါတယ် psilocybin mushroom စားပြီးရင်တေချာတာကတော့အသိမြင်တွေပြောင်းလဲစေရပါပဲပုံမှန်မြင်နေကြတဲ့ဒီထူးခြားတာတွေကိုမြင်မယ်ထင်အောင်ထင်မှားတွေပဲမြင်နေတာတော့မဟုတ်ဘူးပေါ့မြင်နေကြမဟုတ်တဲ့ဒီအယောင်တွေပုံသဏ္ဍာန်တွေဒါမှမဟုတ်ဒီမရှိတဲ့အရာတွေကိုအာရုံခံနိုင်တဲ့သဘောပါဒါတွေကဒီတကယ်လက်တွေ့မှာဖြစ်မနေတာကိုလည်းဒီစိတ်ကသိနေတယ်ဒီလိုအခြေအနေကို trip ဆိုပြီးတော့မှခေါ်ကြပါအဲ့ဒီလိုမျိုးဒီ trip ဖြစ်နေတဲ့အချိန်မှာဒီတခြင်းတွေကိုနားထောင်မိရင်အကြားအယုံတွေပို့ပြီးတော့မှကောင်းလာတယ်တာမန်အခြေအနေမှာမကြားရတဲ့ဒီပဲ့တင်တန်တွေဒီအတန်အနေမြင့်တွေကိုပို့ပြီးတော့မှကြားလာရတယ်။ဘာတန်ရဲလို့တော့တိတိကျကျမပြောနိုင်ဘူးဆိုရင်ပဲဒီ trip တဲ့ခံစားချက်ကိုတော့ပို့ပြီးတော့မှကောင်းစေပါတယ်။ဆိုလိုတာဒီရှိနေပြီးသားဒီကဘာကြီးရဲ့ဒီဂီတတန်ကိုဒီအခိုက်အတန့်အတွင်းမှာအပြေးဝခံစားမိရပါ။ဒီအတွေ့အကြုံကို Magic Music Experience လို့လည်းခေါ်ကြပါတယ်။ Heroic Dose ရဲ့တက်ရောက်မှုကတော့ကိုပြန်ပြီးတော့မှမြင်တာပါ။ကိုအတအကိုပြန်သိရမျိုးပေါ့။ဒီလိုအခြေအနေမှာကိုမမြင်နေတာတွေလည်းမြင်ရနိုင်တယ်။မြင်ဖို့အစင်းနဲ့မဖြစ်သေးတာတွေလည်းမြင်ရနိုင်တယ်လို့မှဒီမကောင်းတဲ့အတွေ့အကြုံတွေကိုလည်းတွေ့ရနိုင်ပါတယ်။ဒါမျိုးကိုဒီ battery ဆိုပြီးတော့မှခေါ်ကြပါတယ်။တယောက်နဲ့တယောက်ကမတူနိုင်တာမလို့ဘာတွေကြုံရမလဲဆိုတာကိုကြိုပြီးတော့မှမခံနိုင်နိုင်ပါဘူး။ထူးရတာတခုကတော့ကျွန်တော်တို့ဒီကြုံရတာတွေအကုန်လုံးကိုပြန်ပြီးတော့မှမှတ်မိနေရပါ Or this was the most incredible experience I had ever had in my life. Ego dissolution process ကတော့ဒီ psilocybin စားပြီးရင်မိနစ်20နာရီဝက်အတွင်းမှာကြုံရတတ်ပါတယ်။တရားသဘောနဲ့ပြောရရင်တော့ဒီရုံနဲ့နံကွဲသွားသလိုမျိုးပေါ့။ကျွန်တော်တို့ဒီအခုလက်ရှိအနေထားကနေခဏလောက်လွတ်သွားတာမျိုးပါ။ Noetic experience လို့ခေါ်တဲ့တစ်ခုခုကိုထဲထဲဝင်ဝင်သင်ယူရလိုက်တာမျိုးလည်းကြုံရတတ်ပါတယ်။ဒါကလည်းဒီအမှန်တရားတစ်ခုကိုသိလိုက်ရတာလည်းဖြစ်နိုင်တယ်။ကိုအကြောင်းလည်းဖြစ်နိုင်တယ်လို့မှဒီကဘာကြီးရဲ့အကြောင်းလည်းဖြစ်နိုင်ပါတယ်။ဒါကတော့ဒီ Magic Mushroom user တွေကြုံရတဲ့ဒီစိတ်နဲ့ဆိုင်တဲ့ general process ပါဆိုတော့ဒီမိုစားမိရင်ရောဘာတွေဖြစ်မလဲသူ့ကိုဒီအစိမ်းစားမိတယ်ဆိုရင်တော့ဒီပြုတ်ခြင်းအန်ဂျင်နာတွေဖြစ်မယ်ခေါင်းကိုက်မယ် body temperature တွေတက်မယ်အသက်ရှူတွေမြန်လာမယ်ချွေးရက်များပြီးတော့မှချမ်းတုံနေမယ်နောက်ပြီးတော့ဒီမျက်နှာတွေလည်းနီလာမယ်မျက်စိတငယ်ရင်ကျလာမယ်အိတ်ငိုက်မယ် heart rate နဲ့ blood pressure ပါတက်လာပါလိမ့်မယ်အစာစိတ်သိရင်ဖြစ်တာတွေနဲ့ဒီခက်စင်စင်ခံစားရပါမယ်ဒါတွေကတော့ဒီ Magic Mushroom ကိုစားပြီးလို့4နာရီကနေ6နာရီလောက်အတွင်းမှာခံစားရမှာပါဒီတိုင်းစားမိရင်မိနစ်30လောက်မှာသူ့ရဲ့ဒီအာနီးတင်တွေစပြီးတော့မှပြရမယ်ငင်းညိုလိုဒီရင်လေးချမ်းလိုလှုပ်တော့ရင်တော့9မိနစ်10မိနစ်လောက်ဆိုရင်စသိတာတယ်ပုံမှန်ကျန်းမာရေးရှိတဲ့သူဆိုဒီများများစားမိရင်လည်းမသိနိုင်ပါဘူးသေလောက်တဲ့အထိတော့ဒီမူကအစိမ်မပြင်းပါဘူးအလွန်ဆုံးတော့ဒီတရက်လောက်ပဲဝေဒနာတွေခံစားပါလားကိုခံအားနဲ့တော့ဒီဝမ်းပြတ်တာကြွက်တက်တာအကြောက်လွန်တာတွေနောက်ပြီးတော့ဒီထိတ်လန့်တာတို့ဒီလစ်တာတို့တက်တာလောက်ထိတော့ဖြစ်နိုင်ပါတယ်ဒါတွေကဒီစားတဲ့ပမာဏနဲ့ဒီယောဂအခန်းရှိမရှိပေါ်မူတည်ပြီးတော့မှဖြစ်တတ်တဲ့ဒီဝေဒနာတွေပေါ့ဒီ microdosing လုပ်ပြီးတော့မှသုံးတဲ့သူတွေကတော့ mental disorder တွေကိုတတ်တာတယ်စိတ်ကျန်းမာရေးကူထုံးတွေမှာတစ်ခါလောက်သုံးရုံနဲ့သိတာပါတယ်စိတ်ကြယောဂလက္ခဏာတွေကိုတတ်တာတယ် PTSD လို့ခေါ်တဲ့ဒီ trauma ဖြစ်ပြီးရဲ့နောက်ဆက်တွဲဒီဝေဒနာတွေကိုတတ်တာတွေလို့ပြောကြတယ်ဒါတို့ဒီ Elon Musk ကတော့သူ့ရဲ့ဒီ interview မှာ refer လုပ်ပြီးတော့မှပြောထားပါတယ် way better for treating depression than a lot of like the SSRIs. Elon Musk အပြင်မှာဒီ Steve Jobs တို့ Jim Carrey တို့ Mike Tyson တို့လိုတကယ်ကမ္ဘာတိလူတွေကလည်းဒီ Magic Mushroom ကိုသုံးတဲ့အကြောင်းကိုဒီ public မှာထုတ်ပြောထားကြပါတယ် God, man, mushrooms is just God to me. Yeah. We taking these. I'm a slow down, Mike. I'm unadulterated. You know what? I'm gonna take one of these motherfucking ears. Burning love. I'm high as fucking giraffe pussy, and that's hot. I smoke the pipe. We sit down on the floor, on the mattress, and smoke it, and it hits me, boom. သူပြောတာဒီအဲ့ဒါတွေသုံးပြီး browsing play ရင်ပြိုင်ဘက်ရဲ့ဒီတိုက်ခွက်တွေကိုကြိုပြီးတော့မှမြင်နိုင်လို့ပြောတယ်ဒါကလည်းမဖြစ်နိုင်ဘူးဆိုပြီးတော့မှလည်းအပြတ်မငင်းနိုင်ဘူးဘာလို့လဲဆိုတော့ဒီမိုထဲမှာပါတဲ့ psychedelic ဓာတ်ကကျွန်တော်တို့ရဲ့ဒီကိုယ်ထဲကိုရောက်ရင် psilocin ဆိုတဲ့ဓာတ်ဖြစ်သွားတယ်psilocin ဆိုတာကဒီစိတ်ပိုင်းဆိုင်ရာဂုဏ်သတ္တိရရှိရဲ့ဓာတုပစ္စည်းတစ်မျိုးပဲဒီ psilocin ကကျွန်တော်တို့ဒီအုံနောက်ထဲက serotonin receptor တွေနဲ့ချိတ်ဆက်မိရယ်
ဒီတော့ဒီအုံနောက်ရဲ့ neuroplasticity ကို boost လုပ်လိုက်တယ်တကယ်တော့ကျွန်တော်တို့တွေကဒီအုံနောက် capacity ကိုပုံမှန်အားဖြင့် 40% လောက်ပဲထုတ်သုံးနေရပါ Magic Mushroom user တွေကတော့ဒီ 80% ထိကို level up လုပ်ပြီးတော့မှသုံးနိုင်ပါတယ်ဒီတော့ထူးဆန်းတာတွေဖြစ်လာတာပေါ့ perception တွေဒီ mood တွေပြောင်းသွားတယ်တီထွင်ဖန်တီးနိုင်စွာနဲ့ဉာဏ်ကုန်မြူးလာတယ်အမြင်အာရုံတွေနောက်ပြီးတော့ဒီအကြားအာရုံတွေနဲ့ဒီစိတ်ခံစားချက်တွေပို့ပြီးတော့မှဖွံ့ဖြိုးလာတယ် Magic Mushroom user တွေကဒီတခါမှမတွေးရတဲ့အကြောင်းအရာတွေကိုတွေးမိလာမယ်အတွေးစမ်းနေနောက်ပြီးတော့ဒီခံစားချက်အသစ်တွေပေါ်လာလိမ့်မယ်တချို့ကတော့ဒီဝိညာဉ်ပိုင်းနဲ့ဆိုင်တဲ့အတွေ့အကြုံတွေတောင်မှကြုံတွေ့ရတယ်လို့ပြောကြတယ်တာမန်အားဖြင့်ကျွန်တော်တို့ဒီမမြင်နိုင်တာတွေကိုမြင်ရလာမယ်မကြားနိုင်တာတွေကိုလည်းကြားလာမယ်အတွေးခေါ်တွေလည်းပို့ပြီးတော့မှလေးနက်လာပါလိမ့်မယ်ကိုယ့်ရဲ့ဒီခန္ဓာကိုယ်ကဒီ positive attitude တွေလည်းဝင်လာမယ်အာယုံခံနိုင်စွမ်းတွေလည်းတက်လာရလို့ဆိုပါတယ်ဒီလိုမျိုးစိတ်ကလွတ်လပ်နေရကြောင်းမလို့ပဲဒီ Magic Mushroom user တွေက spiritual ဘိုင်းတွေနောက်ပြီးတော့ဒီ universal ဘိုင်းတွေမှာ connection ရှိရလို့ပြောကြပါတယ်ဒီ Magic Mushroom သုံးနေတဲ့အချိန်မှာစေကူးရင်ဆန်းဆန်းပျော်စရာတွေကြုံရတတ်တယ်နောက်ပြီးတော့ဒီစัจ java နဲ့တသားတည်းဖြစ်နေတယ်လို့လည်းခံစားရတယ်ဒီလိုမျိုးဒီ boundless experience ကပျော်ဖို့ကောင်းတဲ့လိုမျိုးကြောက်စရာထိတ်လန့်စရာလည်းဖြစ်နိုင်ပါတယ်ပုံမှန်အားဖြင့်တော့သူ့ရဲ့ဒီ process က Magic Mushroom user တွေကဒီလက်ရှိအချိန်နဲ့နေရာကနေအသိစိတ်လွတ်သွားမယ်ဒါကဒီ user တွေအတွက်ရောပဝင်းချင်းအတွက်ပါအနေများပါတယ်စိတ်နဲ့ဒီအုံနောက်မှာထူးဆန်းတာတွေဖြစ်လာမလို့ပျော်တဲ့လူကပို့ပြီးတော့မှပျော်သွားနိုင်တယ် depression ဝင်နေတဲ့သူဆိုရင်လည်းသုံးမိရင်ပို့ပြီးတော့မှစိတ်လက်ကျသွားနိုင်ပါတယ်ဒီလို experience တွေကလူတိုင်းတော့မရနိုင်ဘူးဒီလိုကြုံရတာမျိုးကိုလည်း trip လို့ခေါ်တယ်ဒီမူရဲ့သဘောက mood ကို boost လုပ်လိုက်တာမလို့ပျော်ရင်လည်းနှစ်ဆလောက်ကိုပျော်ရတယ်လို့မျိုး depression ဝင်နေပြီဆိုရင်လည်း battery တင်နဲ့ပို့ပြီးတော့မှဆိုးသွားနိုင်ပါတယ် Magic Mushroom ကိုသုံးတဲ့ပမာဏနဲ့ဒီသုံးတဲ့မျိုးစိတ်ပေါ်မှာလည်း potency တွေကကွာသွားနိုင်ပါတယ်ယောဂကုထုံးအနေနဲ့သုံးရင်တော့ဒီအသက်ကို၄ချိန်နောက်ပြီးဒီကျန်းမာရေး drug use history နောက်ပြီးတော့ဒီ sex တွေ personality တွေပေါ်မူတည်ပြီးတော့မှသုံးတဲ့ပမာဏကို adjust လုပ်ရပါတယ်ဆီလိုဆိုင်ပင်ကုထုံးရဲ့ဒီလူနာကလက်ရှိအချိန်နဲ့နေရာနဲ့ခဏတာကွင်းရသွားတာဒါကြောင့်မလို့လဲဒီသုံးမဲ့ဆိုရင်လုံခြုံဘေးကင်းတဲ့နေရာမှာရှိရမယ်ဆီလိုဆိုင်ပင်ကိုသူ့ပမာဏထက်ပိုပြီးတော့မှမသုံးရဘူးမဟုတ်ရင်ဒီစိတ်ရဲ့ဒီလွတ်လပ်မှုတွေမှာအခက်တွေ့သွားနိုင်ပါတယ်ဒါကြောင့်မလို့ဒီ medical user တွေအတွက်တောင်မှ risky ဖြစ်ပါတယ်ဆွဲသုံးရင်တော့ဒီ side effect တွေများမယ်ဆေးပေါက်တို့လိုမျိုးဒီ drug သုံးရင်ဖြစ်တတ်တာမျိုးတွေကြုံရမယ် Magic Mushroom မသုံးရင်ဒီစိုးရင်စိတ်များတာအကြောက်လွန်တာတွေကြောင့်မလို့ဒီ battery တွေပို့ပြီးတော့မှကြုံရနိုင်တယ်စိတ်တွေကလည်းဒီရှုပ်ထွေးပြီးတော့မှအမြင်မာတတ်တယ်ဖြစ်အောင်ဖြစ်ခဲ့ဆိုရင်မဲ့ trigger psychosis ယောဂလည်းရနိုင်တယ် Magic Mushroom ကြောင့်မလို့ဒီအသက်ဆုံးရှုံးတာမျိုးမရှိနိုင်ဘူးဆိုရင်မဲ့ဒီ trip တွေကြောင့်မလို့တချို့သူတွေကိုသိစေနိုင်ပါတယ်ကျွန်တော်တို့ဒီ trip ဖြစ်နေတဲ့အချိန်မှာအသိစိတ်လွတ်သွားပြီးတော့မှထင်အောင်ထင်မှားတွေဖြစ်တာကြောင့်မလို့ပါကြားဦးရမှာဒီတိုက်မြင့်ကြီးတွေကနေပြန်ပြရင်းနဲ့ခုံချသွားတာတို့ traffic area တွေမှာအသိစိတ်လွတ်ပြီးတော့မှရှောက်သွားတာတို့ဒီလိုနီးတွေနဲ့ဒီ Magic Mushroom user တွေကအသက်ဆုံးရှုံးကြပါ Magic Mushroom သုံးပြီးတော့ဒီ high နေတဲ့အချိန်မှာနှလုံးခုန်လုံးတွေကမြန်ပြီးတော့မှသွေးဖြီအားတွေတက်မယ်ဒါကြောင့်မလို့ဒီနှလုံးရောဂါအခန့်ရှိရင်တော့အသက်အန္တရာယ်ရှိပါတယ်အခြား drug တွေနဲ့ရှင်ရင်တော့ဒီ chemical မပါလို့ soft ဖြစ်တယ်အစိတ်တင်တာနဲတယ်ဆိုရင်ပဲဒီကလေးတွေနဲ့ကိုယ်ဝန်ဆောင်တွေတော့မသုံးနိုင်ပါဘူးစိတ်ယောဂကုတဲ့ဒီတခြားဆေးတွေနဲ့တွဲသုံးမိရင်တော့ယောဂပိုကောင်းသွားနိုင်တယ်လို့ပိုလဲဆိုးသွားနိုင်ပါတယ်တခြားဒီမိုတက်ဆေးတွေ drug တွေနဲ့တွဲသုံးမိရင်တော့တော်တော်လေးကို risk များပါတယ် US ကတော့ဒီ1980မှာ control substance လို့သတ်မှတ်ပြီးတော့မှ medical use တွေအတွက်ခွင့်မပြုဘူးနိုင်ငံတော်တော်များများမှာလည်းတရားဝင်သုံးစွဲခွင့်ပိတ်ထားပါတယ်ဒါပေမဲ့ဒီ USA က Oregon နဲ့ဒီ Colorado နောက်ပြီးတော့ဒီ Canada ရဲ့တချို့ဒေသတွေမှာတော့ဒီဆေးဖြစ်နဲ့အကန့်အသတ်နဲ့သုံးခွင့်ပြုထားပါတယ် Simon Powell ကတော့သူ့ရဲ့ဒီ Magic Mushroom Explore စာအုပ်ထဲမှာရေးထားတယ်ဒီ Magic Mushroom ဆိုတာဒီကမ္ဘာကြီးမှာရှိနေပြီးသားဖြစ်စဉ်တွေကိုမြင်နိုင်တဲ့သဘာဝပစ္စည်းပဲပုံမှန်အားဖြင့်တော့လူတွေမမြင်နိုင်အောင်လုပ်ထားတာတွေကိုဒီမူကြောင့်မလို့မြင်နိုင်မယ်အဲ့ဒါအပြင်မှာဒီအတွေ့အကြုံတွေအတတ်ပညာတွေကိုလည်းသိခွင့်ရမယ်ဒါကြောင့်မလို့ဒီမူကိုတချို့က golden teacher လို့ခေါ်ကြပါဘယ်အရာမဆိုသူ့ရဲ့ဒီ limit ကျော်ရင်ဆိုးကျိုးရှိတယ်လို့ဘေးဖြစ်တာတွေကလည်းသုံးတက်ရင်ဒီဆေးဖြစ်ပါတယ်တန်ဆေးလွန်ပေးဆိုလိုမျိုးပေါ့ Magic Mushroom ဆိုတာမျိုးကလည်းဒီလိုပါတယ်သုံးတက်ရင်တော့ဆေးစမ်းတက်လက်ပါမသုံးတက်ရင်တော့ဒီမူရဲ့ဆေးထက်ကိုအနေရများပါတယ်ရိုးရိုးမို့နဲ့ဒီ Magic Mushroom ကဘာကွာလဲဆိုရင် chemical position ကွာပါတယ်Magic Mushroom တွေကဒီ psychoactive property အကြောင်းကိုဒီ researcher တွေကအခုထက်ပိုပြီးတော့မှသိရင်ကြတယ်ကျွန်တော်ရဲ့ဒီခန္ဓာကိုယ်နဲ့အုံနောက်ထဲမှာသူဘယ်လိုတွေအလုပ်လုပ်လဲဆိုတာကိုစိတ်ဝင်စားကြတယ် psychoactive properties ကိုဒီ mental health treatment အတွက်အနာဂတ်မှာဒီ potential use ဖြစ်ဖို့လည်းမှန်းထားကြပါသေးတယ် psilocybin assisted ကိုထုံးကဒီစိတ်ကျန်းမာရေးအခြေအနေအတွက်အဆင်ပြေစေရယ်ထိရောက်မှုတွေရှိရလို့လည်းအများစုကယုံကြည်ကြတယ်ဒါကြောင့်မို့လဲဒီ2021စစ်တမ်းတွေကလူ9000မှာ900လောက်ကဒီ Magic Mushroom user တွေဖြစ်လာပါတယ်ရာခိုင်နှုန်းနဲ့ဆိုရင် 7% လောက်ကအကြောင်းမျိုးမျိုးနဲ့သုံးကြတဲ့သဘောပါဒေါ်တရားရဲ့ဒီစမ်းချင်မှုတွေကိုဒီအာရှနဲ့အာဖရိကဘက်ကဆေးကုဖို့တွေ
spiritual တွေအတွက်ဦးစားပေးပြီးတော့မှသုံးတယ်။နောက်နိုင်ငံတွေကတော့ဒီသိပ္ပံပညာအတွက်ပါသုံးတယ်။ဒီလိုတွေအကြောင်းလို့လည်းနည်းပညာတွေကတဟုန်ထိုးတက်သွားပါ။သဘောတရားကဒီသိပ္ပံပညာနဲ့တွေ့လိုက်တဲ့အခါမှာမယုံနိုင်တာတွေဖြစ်လာတယ်။ထူးဆန်းတာတွေဖြစ်လာတယ်။ဆိုတော့ဒီလိုဆိုရင်ဒီ scientist တွေလက်ထဲက magic mushroom တွေကရောဘယ်လိုတွေထပ်ပြီးတော့မှဖြစ်မလဲဆိုတာစိတ်ဝင်စားဖို့ကောင်းပါတယ်။ဆိုတော့အခုဒီဗီဒီယိုကြည့်နေတဲ့ခင်ဗျားတို့လည်းဒီ magic mushroom ကိုသုံးဖို့လို့ဒီအကြောင်းဒီ knowledge တွေရှိရင်ချက်ထဲမှာပြောပြခဲ့ကြပါဦး။နောက်ဗီဒီယိုမှာပြန်ပြီးတော့မှတွေ့ကြပါမယ်။